ဒီနေ့ပွဲစဉ်မှာလည်းဂိုးရဖို့ခက်အောင်မယ်လို့တော့ကျွန်တော်တော့မမြင်ဘူးဆိုတော့နှစ်သင်းလုံးရဲ့တိုက်စစ်တွေကကျွန်တော်တို့ဒီတွင်းကိုလေးတွေကျွန်တော်မျောလင်းလို့ရနိုင်စွမ်းရှိတယ်ဂိုးမရမှာတိတ်စိတ်ပူစရာမရှိဘူးလို့တော့ကျွန်တော်မြင်မိတယ်ပေါ့လေအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ Facebook page နဲ့ကျွန်တော်ရဲ့ YouTube channel ကနေအားလုံးကိုပြန်လဲကြိုဆိုလိုက်ပါတယ် TikTok ကဒါကျွန်တော်ညီအကိုတွေအားလုံးလည်းမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ကိုထပ်ပဲဖြစ်ပါတယ်ညတော့ဒါကျွန်တော်ရွေးချယ်မှုဒါအဆင်မပြေခဲ့ပါဘူးတူတူကြီးကတော်တော်လေးစိုးတယ်ဗျာနော်တယောက်ယောက်ရင်းနေတော့မှဘာမှမလုံနိုင်ခဲ့တာဗျာဆိုတော့ညရွေးချယ်မှုအဆင်မပြေဖြစ်ခဲ့တဲ့အတွက်တကယ် sorry ပါလို့ကျွန်တော်ဒီကနေထပ်မှန်ပြီးတော့ကျွန်တော်ညီကိုတွေကျွန်တော်ပြောချင်ပါတယ်ရလက်တရားတော့ကျွန်တော်နိုင်ရှုံးကျွန်တော်ရဲ့ထုံးစံတိုင်းပဲကျွန်တော် Telegram channel မှာကျွန်တော်တင်ပေးထားပါတယ်ကျွန်တော်လွန်ခဲ့တဲ့ကျွန်တော်တို့5 6နှစ်ကရလက်တရားစတော့ရောက်လေးတာကြည့်ရှုလို့ရတယ်ပေါ့နော်ကျွန်တော်အနေနဲ့တော့တရက်မှပြက်ကွက်ခဲ့တာမျိုးကျွန်တော်မရှိပါဘူးဆိုတော့နိုင်တော့ကျွန်တော်တို့လူတိုင်းတင်လို့ရတယ်ရှုံးတဲ့အခါမျိုးမှာဒါအတိတ်မေးသူရွှေပြောက်သလိုဒါရွှေရှောင်းကျွန်တော်အဲ့လိုမျိုးတစ်ခါမှကျွန်တော်မလုပ်ခဲ့ဘူးပေါ့နော်တရက်မှယနေ့အချိန်လေးတရက်မှကိုကျွန်တော်မပြက်ကွက်ခဲ့ဘူးပါဘူးဆိုတော့ဒီလိုမျိုးရှုံးတဲ့ရက်လေးဆိုရင်တကယ်စိတ်ထိခိုက်ရပါတယ်ခင်ဗျာဆိုတော့ကျွန်တော်အနေနဲ့တော့ဒါအကောင်းဆုံးစူးစမ်းပြီးတော့ကျွန်တော်ရွေးချယ်ပေးထားတယ်နောက်ကျွန်တော်သုံးသပ်ပေးပြီးတော့ကျွန်တော်နောက်ဆုံးမှာကျွန်တော်အမြဲတမ်းအကြိုက်ဆုံးတပွဲလေးကျွန်တော်အမြဲတမ်းဒါကျွန်တော်ထုံးစံတိုင်းကျွန်တော်ပြောပေးဖြစ်တယ်ချပေးဖြစ်တယ်ပေါ့နော်အဲ့ဒါလေးတွေလည်းကျွန်တော်မှန်ပါတယ်ကပွဲပဲကျွန်တော်ချပေးခြင်းဖြစ်ပါတယ်ခင်ဗျာဆိုတော့အမြဲတမ်းကျွန်တော်မှန်ချင်ပါတယ်မှန်အောင်နိုင်အောင်လည်းအကောင်းဆုံးကျွန်တော်အမြဲစူးစမ်းနေပါတယ်เนาะဆိုတော့ဒါတွေကျွန်တော်ထားပါဗျာเนาะဆိုတော့ရှုံးကျွေးကိုကျွန်တော်ဇာတိုးနဲ့အတိုးရောအရင်ရောကျွန်တော်ဇာတိုးနဲ့ပြန်ယူကြတာပေါ့ဗျာဆိုတော့တေချာအောင်ပူဆိုင်ပြီးတော့အကောင်းဆုံးစူးစမ်းပြီးတော့ကျွန်တော်ရွေးချယ်ထားပါတယ်ဆိုတော့ရွေးချယ်မှုလေးမစခင်မှာကျေးဇူးပြုပြီးတော့အပန်းမကြီးဆိုရင်ကျွန်တော်တဲလေး share လေးတွေလက်မှတ်လေးတစ်ယောက်ချက်လောက်ဒါကူညီပြီးနှိပ်ပြီးခဲ့ဖို့မြတ်တာရက်ခံပါတယ်ဒါညီကိုတို့ရဲ့ဒီ like လေးတွေဒီ share လေးတွေဒီ comment လေးတွေကကျွန်တော်တို့ကတကယ်ခွန်အားဖြစ်စေပါတယ်တယောက်ချင်းစီတိုင်းတော့ကျွန်တော်တကယ်ကျေးဇူးအများကြီးပဲတင်ပါတယ်ဆိုတော့ကျွန်တော်ရွေးချယ်မှုလေးစလိုက်ကြအောင်ပါဗျထုံးစံတိုင်းပဲကျွန်တော်ဒါ၄ပွဲလုံးကိုတော်တော်နဲ့လိုရင်းလေးဒါပြောပြသွားမှာဖြစ်ပါတယ်ခင်ဗျာပထမဆုံးပြောချင်တဲ့ပွဲကတော့ကျွန်တော်မြန်မာစံတော်ချိန်ဒါ17နာရီပွဲမှာရှင်မြန်ကစားမဲ့နယ်သာလန်နဲ့ဒါဆွီဒင်ပွဲစဉ်ပဲဖြစ်ပါတယ်ဒီပွဲမှာကျွန်တော်နယ်သာလန်ကနေပြီးတော့တလုံး90ပေါင်ကြီးပေးထားတယ်ဂိုးပေါင်းကြီးကျွန်တော်3လုံးကို35ပြားပေါင်းပေးထားပါတယ်ဆိုတော့ဆွီဒင်ကတော့ကျွန်တော်ရှေ့ပွဲမှာတူနီးရှားကိုသူတို့ 5-1 နဲ့ခြေပြက်9ပြက်နိုင်ခဲ့ပြီးတော့3မှတ်ရရှိထားတယ်နယ်သာလန်ကတော့ကျွန်တော်ဂျပန်ကိုကျွန်တော်ပွဲပြီးကနေ88မိနစ်လောက်မှာတင်တယ်အဲ့လောက်မှာသူတို့ဒါနောက်ကျကိုသူတို့ဒါခွင့်ပြုပေးလိုက်ရတာဖြစ်တဲ့အတွက်သူတို့ဒါ2-2နဲ့ပဲတည်ရကြပြီးတော့တမပဲရရှိတာဖြစ်တဲ့အတွက်နယ်သာလန်ကတော့ပို့ပြီးဒီပွဲနိုင်ဖို့လိုအပ်တယ်နိုင်အောင်ကစားလာဖို့ပို့ပြီးတော့ PR ပိုများတယ်နိုင်အောင်ကန်ဖို့ပို့ပြီးလိုတယ်ပေါ့လေဆိုတော့နှစ်သင်းရဲ့ကျွန်တော် current form အခြေအနေကိုပြောမယ်ဆိုရင်တော့နယ်သာလန်မှာလည်းကျွန်တော်တို့တိုက်စစ်ကကျွန်တော်မာလန်တို့ဒီဂက်ဘိုတို့ကွင်းလယ်မှာဆိုရင်ကျွန်တော်ဒီဂျောင်တို့ရီဂျင်နာတို့ဒီအတွဲဘက်တွေကနေပြီးတော့ကျွန်တော်ဂိုးတွေရနိုင်တယ်လို့မျိုးပဲတစ်ဖက်ကဆွီဒင်ရဲ့တိုက်စစ်ကိုလည်းကျွန်တော်သွားပြီးရှုံးလို့မရအောင်ရှေ့တူနီးရှားပွဲမှာဆိုလည်းသိတဲ့အတိုင်းပဲဆွီဒင်ရဲ့တိုက်စစ်ကတော်တော်လေးလှုပ်ဖြစ်တယ်ပြောရမယ်ဗျာဒီဂျော်ဂရက်တို့အီလန်ကာတို့ဒီတွဲတွေကနေပြီးတော့ဒီနေ့ပွဲစဉ်မှာလည်းဂိုးရဖို့ခက်အောင်မယ်လို့တော့ကျွန်တော်တော့မမြင်ဘူးဆိုတော့နှစ်သင်းလုံးရဲ့တိုက်စစ်တွေကကျွန်တော်တို့ဒီတွင်းကိုလေးတွေကျွန်တော်မျောလင်းလို့ရနိုင်စွမ်းရှိတယ်ဂိုးမရမှာတိတ်စိတ်ပူစရာမရှိဘူးလို့တော့ကျွန်တော်မြင်မိတယ်ပေါ့လေဆိုတော့ခံစစ်ပိုင်းတွေမှာလည်းကျွန်တော်အရင်အားရစရာမရှိဘူးကြာနော်နယ်သာလန်ဆိုလို့ရှိရင်သိတဲ့အတိုင်းပဲကျွန်တော်ရှေ့ဂျပန်နဲ့ပွဲစဉ်မှာဆိုလည်းကျွန်တော်ဥဆောင်ကိုစားရပြီးတော့ဖက်ကနေလို့ဂိုးတွေပြန်မှန်ပေးရတာမျိုးတွေကျွန်တော်ဆွီဒင်ရဲ့အနေအထားမျိုးဆိုလည်းဒါတစ်ဖက်ကကျွန်တော်ဒီတူနီးရှားလိုအသင်းဖြစ်နေလို့သာသူတို့ဒါတော့မှသူတို့ဒါဂိုးပြန်ပေးရနိုင်ကြတယ်အများကြီးကြုံနေတာဆိုတော့နှစ်သင်းလုံးရဲ့တစ်ဖက်ကလည်းအရင်ကျွန်တော်တို့ strong နေတဲ့အခြေအနေမျိုးမဟုတ်ဘူးအဓိကတော့နှစ်သင်းလုံးရဲ့တိုက်စစ်ကိုပို့ပြီးအားကိုးတာပေါ့လေဆိုတော့ဒီနေ့ပွဲစဉ်မှာဆွီဒင်လည်းကျွန်တော်ဂိုးရလာနိုင်တယ်လို့ဂိုးလည်းပြန်ပေးရဖို့များတယ်ထုံနည်း၎င်းပဲကျွန်တော်နယ်သာလန်လည်းဒါဂိုးရနိုင်တယ်ဂိုးလည်းပြန်ပေးရနိုင်ကြီးရှိတာဖြစ်တဲ့အတွက် BTF လေးကြိုက်တယ်ဗျာနော်ဆိုတော့ကျွန်တော်တို့ဒီပွဲဇုံပေါ်လေးကျွန်တော်ရွေးချယ်ထားတယ်နယ်သာလန် body နဲ့ဂိုးပေါင်းအပေါ်ပေါ့လေနှစ်ချောင်းလေးကတစ်ချောင်းလောက်တော့နေဆုံးဝင်နိုင်မယ်လို့ထင်တယ်နှစ်ချောင်းလုံးလည်းဝင်သွားနိုင်သလိုနှစ်ချောင်းလုံးလည်းလွဲရင်လည်းလွဲသွားနိုင်တယ်ပေါ့လေနော်ဆိုတော့လက်ရှိကျွန်တော်ဒီ data အချက်လက်အနေထားအရာတော့နယ်သာလန် body နဲ့ဂိုးပေါင်းအပေါ်လေးကကျွန်တော်ထိုးသားရတဲ့အတွက်ပို့ပြီးတော့ပျော်ရွှင်မှုကိုရနိုင်လိမ့်မယ်လို့တော့ကျွန်တော်ယုံကြည်တယ်ကျွန်တော်မျှော်လင့်နေပေါ့လေဆိုတော့ကျွန်တော်နယ်သာလန် body လေးနဲ့ဂိုးပေါင်းအပေါ်လေးကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာဆိုတော့အားလုံးကန်ကောင်းပါစေဆိုတော့နောက်တစ်ပွဲပါနှစ်နာရီပွဲမှာရှင်မြိုင်ကစားမဲ့ဒါဂျာမနီနဲ့ Ivory Coast ပွဲစဉ်ပဲဖြစ်ပါတယ်ဆိုတော့ဂျာမနီကနေပြီးတော့တစ်လုံးကို20ရှုံးကြည့်ပေးရတယ်ဂိုးပေါင်းကြီးဒါ3လုံးတည်ရပေးထားပါတယ်ဆိုတော့ဒီပွဲကတော့ကျွန်တော်အရင်ကြီးကြိုက်တဲ့ပွဲစဉ်မျိုးမဟုတ်ဘူးကျွန်တော်မောင်းလဲလောက်ပဲကျွန်တော်ထည့်ပြီးတော့စော့ထားတယ်ပေါ့နော်ပွဲရွေးတဲ့အချိန်မှာလည်းအကြာဆုံးရွေးတဲ့ပွဲဖြစ်ပြီးတော့တိတ်မကြိုက်တဲ့ပွဲဖြစ်ပါတယ်ဆိုတော့ဂျာမနီနဲ့ Ivory ကိုနှစ်သင်းလုံးကတော့ကျွန်တော်တာထွက်တွေလာတယ်ပေါ့နော် Ivory ကလည်းကျွန်တော်တို့ဒီ Ecuador ကိုဒါ1-0နဲ့သူတို့နိုင်လာပြီးတော့3မှတ်ရတာဆိုဂျာမနီကလည်း7-1နဲ့ဒါနော်ကူရာကာဘိုကိုဒါ7-1နဲ့ခြေပြက်ဂိုးပြက်ကြီးကိုဒါနိုင်လာပြီးတော့တော်တော်လေးဒါလောက်ပြထားနိုင်တယ်ဆိုတော့နှစ်သင်းလုံးအတွက်ကတော့
ဒါထွက်လေးလာတယ်ဆိုတော့ Ivory Coast ကတော့ကျွန်တော်တင်နေအစစ်တက်လောက်ကတော့ကျင်းသေးတယ်လို့ရှိပါတယ်เนาะဒီနေ့ဂျာမနီနဲ့ပွဲမှာအရင်ဂိုးမပြတ်ဖို့ပဲသူတို့လိုတာပါဟောနောက်တစ်ပွဲက Ivory Coast ကဒီပွဲပြီးရင် Caracabo ဆိုတဲ့အသင်းလေးနဲ့တွေ့ရမှာဖြစ်တဲ့အတွက်Ivory Coast အနေနဲ့နည်းနည်းလေးပို့ပြီးတော့ကောင်းတယ်ပေါ့နော်ရှေ့ပွဲ Ecuador နိုင်သွားတာသူတို့ပို့ပြီးအားသာချက်ဖြစ်သွားတာ Ecuador ကတော့ဒီပွဲပြီးရင်ကျွန်တော်ဂျာမနီနဲ့တွေ့ရမှာဖြစ်တဲ့အတွက်မလွယ်ဘူးပေါ့ကျွန်တော်ဒါပါဂျာမနီနဲ့ Ecuador ပွဲစဉ်မှာတော့ဂျာမနီကိုဂိုးအရင်အပြတ်မခံလောက်အောင်ပဲသူတို့ထုံးစံနိုင်မယ်သူတို့ခံစစ်အသားပေးပြီးတော့ပဲဆော့လာနိုင်မယ်လို့ကျွန်တော်ထင်တယ်ဆိုတော့ဂျာမနီ body နဲ့ဂိုးပေါင်းအောက်ကလေးရွေးချင်တယ်နှစ်ကြောင်းနဲ့တစ်ကြောင်းတော့ဝင်နိုင်မယ်လို့ထင်တယ်ပေါ့နော်ဆိုတော့ဂျာမနီ body ဂိုးပေါင်းအောက်ကလေးပဲကျွန်တော်ရွေးချယ်ထားတယ်အရန်တော့မကြိုက်ဘူးမောင်းနေလောက်ပဲထည့်ဆော့ထားပါတယ်ခင်ဗျာဆိုတော့နောက်တစ်ပွဲပါ Ecuador နဲ့ကူယာကဖို့ကျွန်တော်နှလုံး90ရှုံးပေးထားတယ်ဂိုးပေါင်းကြီး3လုံး5ပြားရှုံးပေးထားပါတယ် Ecuador ကကျွန်တော်ရှေ့မှာ Ivory Coast ကို1စီးနဲ့ရှုံးလာတာဖြစ်တဲ့အတွက်ဒီနေ့ပွဲကိုနိုင်အောင်ကန်မရမယ်အခြေအနေမျိုးပါနော်နိုင်အောင်ကန်မရမှာပါဆိုတော့ဂိုးပြတ်ခြေပြတ်လဲကန်မှုလိုပါတယ်ဒါပေမဲ့ကျွန်တော်တို့ကြောက်အောင် Ecuador ရဲ့တိုက်စစ်ကကျွန်တော်ထင်သလောက်ကြီးအရန်ကြီးကျွန်တော်အားရစရာမရှိဘူးဗျာနော်အားရစရာမရှိတဲ့အခြေအနေမျိုးကြီးဖြစ်တာဖြစ်တဲ့ကိုရာကာဘူတို့အတင်းကတော့ဒါဒီအုပ်စုမှာကျွန်တော်အုပ်စုအားအနည်းဆုံးအတင်းလဲဖြစ်တာဖြစ်တဲ့အတွက်ဒီလိုဘယ်လောက်ထိလုံးပြရမလဲဆိုတော့အဓိကကျွန်တော်ဂိုးပေါင်းစီးက Ecuador ဘယ်နှဂိုးသွင်းမလဲကြည့်ရမှာဗျာအဲ့တော့ကျွန်တော်တော့လေဟိုပါပေါ့ကျွန်တော်ဂိုးပေါင်းအောက်ကလေးပဲကျွန်တော်နေကြည့်ခြင်းတယ်နောက် Ecuador body လေးနဲ့ပေါ့လေနော်ဒီလိုလေးနေတဲ့ရှင်ကျွန်တော်ဒီကျွန်တော်တို့အရှုံးသိမ့်မရှိလာဘူးပေါ့ဗျာနော်ဆိုတော့ဒီဘက်ရွေးချယ်မှု Ecuador body ကိုပေါင်းအောက်ကလေးကျွန်တော်ရွေးတယ်ကိုပေါင်းအောက်လေးနည်းနည်းလေးပို့ပြီးကြိုက်တယ်ပေါ့လေနော်အဲ့တော့နောက်တစ်ပွဲပါတူနီးရှားနဲ့ကျွန်တော်ဂျပန်ပွဲစဉ်ဖြစ်ပါတယ်ဂျပန်ရှိမှနယ်သာလန်ကိုရှုံးထားတာဖြစ်တဲ့အတွက်နယ်သာလန်နဲ့ sorry တည်ကြထားတာဖြစ်တဲ့အတွက်တပတ်ပဲရတာဖြစ်တဲ့ဒါတူနီးရှားဆိုတာကလည်းဒီအုပ်စုရဲ့ကျွန်တော်အားအနည်းဆုံးအသင်းဖြစ်တာဖြစ်တဲ့အတွက်ဂျပန်တို့နိုင်အောင်ကန်လိုက်မယ်လို့တော့ကျွန်တော်မြင်မိတယ်ပေါ့နော်ဆိုတော့ဂျပန်နိုင်သွားလိမ့်မယ်လို့လည်းခံစားရပါတယ်ဆိုတော့လက်ရှိဈေးတန်းကလည်းတစ်လုံးကို25ပြားပေါင်းပေးထားတာဖြစ်တဲ့အတွက်ကျွန်တော်ကြီးဈေးတန်းအနေထားရတယ်ကျွန်တော်ဒါ favorite ဈေးတန်းတစ်ခုလို့ပဲကျွန်တော်သုံးသပ်ရမှာဖြစ်ပါတယ်ဆိုတော့ဂိုးပေါင်းချင်းနှလုံး60ကျော်ကျွန်တော်ဂိုးပေါင်းဈေးတော့နည်းနည်း skip လုပ်ချင်တယ်ဗျာနော်ဆိုတော့တူနီးရှားနဲ့ဂျပန်နဲ့ဆိုင်တော့တူနီးရှားရဲ့ပုံစံကိုတော့ကျွန်တော်တိတ်သဘောမကျဘူးဒီကတူနီးရှားရဲ့ခံစစ်တွေပါတွေကကျွန်တော်ဒီဂျပန်ကတော့တောက်ခံနိုင်နိုင်မယ်လို့ကျွန်တော်မတင်ဘူးเนาะဂျပန်တို့ရဲ့အစုအဖွဲ့သူတို့လုံနိုင်စွာကိုပို့ပြီးချီကျူးချင်တာပေါ့เนาะပြည့်ပို့ပြီးလုပ်ချင်တယ်ဒီဆာမူရန်စိတ်သက်သူတို့ပြတယ်နယ်သာလန်နဲ့ပွဲမှာဆိုလေအဲ့လိုအတကုံအင်းကိုအားကိုသူတို့စော့တယ်ပေါ့เนาะဆိုတော့ဂျပန်ပဲနိုင်သိမ့်မယ်လို့ကျွန်တော်ထင်တယ်ဘယ်နှကူနဲ့ဂျပန်နိုင်မလဲပဲကျွန်တော်ကြည့်ရမယ်လို့ပဲဒီပွဲကဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဂျပန် body လေးပဲကျွန်တော်ရွေးထားပါတယ်ခင်ဗျာဆိုတော့ဒီပွဲဒီ၄ပွဲမှာကျွန်တော်ရွေးထားတဲ့ပွဲလေးကျွန်တော်ပြန်ပြောပေးပါမယ်နယ်သာလန်နဲ့ဆွီဒင်ပွဲစဉ်မှာတော့ကျွန်တော်နယ်သာလန် body နဲ့ဂိုးပေါင်းအပေါ်လေးကျွန်တော်ရွေးထားတယ်ဂျာမနီနဲ့ Ivory Coast ပွဲစဉ်တော့ကျွန်တော်တိတ်တော့မကြိုက်ဘူးရွေးထားတာတော့ကျွန်တော်ဂျာမနီ body နဲ့ဂိုးပေါင်းအောက်လေးကျွန်တော်ရွေးချယ်ထားတယ် Ecuador နဲ့ ကာဘိုပွဲစဉ်မှာတော့ကျွန်တော် Ecuador body နဲ့ဂိုးပေါင်းအောက်ကျွန်တော်ရွေးချယ်ထားတယ်တူနီးရှားနဲ့ဂျပန်ပွဲစဉ်မှာတော့ကျွန်တော်ဂျပန် body လေးကျွန်တော်ရွေးချယ်ထားပါတယ်ခင်ဗျာဆိုတော့ဒါဒီနေ့ကျွန်တော်ရဲ့ရွေးချယ်မှုလေးဖြစ်ပါတယ်ဒါကျွန်တော်ရွေးချယ်မှုတက်ပါကျွန်တော်အမြင်နဲ့ကျွန်တော်ကြိုက်တဲ့ဟာတွေကျွန်တော်တေချာလေးတော့ညီကိုတို့ရဲ့နားထောင်ရတာအဆင်ပြေအောင်အချိန်လေးနဲ့လည်းအဆင်ပြေအောင်ကျွန်တော်တူတူနဲ့လုံလေးအချင်းချုပ်လေးကျွန်တော်ပြောပေးထားတယ်ပေါ့နော်ကျွန်တော်ဒီမှာရေးထားတဲ့အတိုင်းပြောမှဆိုပြီးမှာမဟုတ်တော့ဘူးเนาะအတူချုံလေးကျွန်တော်ပြောပေးထားပါတယ်ဆိုတော့ဒီထဲကမှဒါကျွန်တော်ညီကိုတွေကညီကိုတို့နဲ့အတွေးတူတဲ့ဟာလေးတွေညီကိုတို့ကြိုက်တဲ့ဟာလေးတွေပေါ့ကျွန်တော်ပြောနေကြစကားတိုင်းဆွဲထုတ်ပြီးတော့စော့တဲ့ပွဲလေးနိုင်ပါစေခင်ဗျာကျွန်တော်ရဲ့အကြိုက်ဆုံးတပွဲကတော့ဒီနေ့ဒါကျွန်တော်ရဲ့ member တွေက2 star တပွဲကတော့ဂျပန် body ပဲဖြစ်ပါတယ်ခင်ဗျာဂျပန်အနေဆုံးဒါတကိုးတာနဲ့တော့နိုင်အောင်ကန်နိုင်လိမ့်မယ်လို့ကျွန်တော်ယုံကြည်တယ်မျှော်လင့်တယ်ပေါ့နော်ကွက်လက်ပါဆိုတော့မနေ့ကရှုံးကြဒီနေ့ဒါဇာတိုးနဲ့ယူနိုင်ကြပါစေဆိုတော့အကြိုက်မတူတဲ့ညီကိုတွေကလည်းဒါပတ်ကန်ပြီးတော့ပဲဆော့ဘလို့ပဲဆော့ပေါ့နော်ဟိုဘောလုံးကဘာမှအပိုင်ဆိုတာမရှိပါဘူးခင်ဗျာနော်ဆိုတော့ကိုရွေးချယ်မှုတော့ကိုတော့100%မဟုတ်ဘူး200%အယုံကြည်မှုအပြည့်ရှိတယ်ဒါပေမဲ့ဘောလုံးကဘာမှအပိုင်ဆိုတာမရှိဘူးကျွန်တော်ရှေ့မှာဆိုသိတယ်မိနစ်9မိနစ်အချိန်ပို့ပေးတယ်10မိနစ်မှပက်နတီတွေပေးရတာလွေတဲ့ကြုံရဖြစ်တဲ့အတွက်လေဟိုပါပေါ့ဘောလုံးအပိုင်ဆိုတာမရှိဘူးဆိုတာကြီးကအရင်ထွေထူရှင်းပြနေကြမလို့ဘူးပေါ့နော်ဆိုတော့အကောင်းဆုံးစူးစမ်းပြီးပေးထားတယ်မန်မာတွေကပွဲပဲကျွန်တော်ချပေးထားတာဖြစ်တယ်ဆိုတော့ကျွန်တော်အကြိုက်ပွဲနဲ့ညီကိုတို့နဲ့တက်တူကြမှာအခုညီကိုတို့အတွေးမြင်လေးတူမှဆော့ပါမတူရင်ဒါမဆော့ပါနဲ့ခင်ဗျာဆိုတော့ကျေးဇူးအများကြီးပဲဒီမှာတော့ကြာနေရှုံးလို့ရှိရင်ကြာရင်ဟိုရှုံးသွားခဲ့တည်ရှိတော်လေနော်အဲ့လိုမျိုးကြာရင်ပို့ပြီးတော့ဟိုခံစားလို့ပါနော်ဆိုတော့အားလုံး good luck ပါခင်ဗျာအကောင်းဆုံးစူးစမ်းပေးထားတယ်ဂျပန် body 2 star နှစ်ဆောင်ပွဲလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ညီကိုတွေအားလုံးကန်ကောင်းပါစေမနေ့ကရှုံးကြွေးကိုဒီညဇာတိုးနဲ့ပြန်ယူနိုင်ကြပါစေခင်ဗျာကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးပဲတင်ပါတယ်အပန်းမကြည့်နဲ့တဲလေး share လေးလက်မလေးတယောက်ချက်လောက်လဲကျွန်တော်ကူညီပြီးတော့နှိပ်ပေးခဲ့ပါအောင်နောက်ကျွန်တော်ရဲ့ video page ဒါ YouTube channel TikTok လေးတွေကိုလည်းဒါအပေါင်းလေးတွေလက်မလေး subscribe လေးတွေမလုပ်ရသေးတဲ့ညီကိုတွေများရှိရင်လည်းလုပ်ပေးထားကြပါအောင်ခင်ဗျာကျေးဇူးအများကြီးတင်ပါတယ်နောက်နေ့ဗီဒီယိုမှာကျွန်တော်တို့ပြန်ပြီးတော့စုံပါမယ်ဂျပန် body 2 star နှစ်ဆပါခင်ဗျာ
ကြည့်ရှုပေးကြတဲ့တယောက်ချင်းစီတိုင်း share ပေးကြတဲ့တယောက်ချင်းစီတိုင်း like ပေးကြတဲ့တယောက်ချင်းစီတိုင်းကျေးဇူးအများကြီးပဲတင်ပါတယ်အားလုံးအသက်ရှူတိုင်းငွေတွေဝင်ကြပါစေခင်ဗျာ